အားလုံးပဲမင်္ဂလာပါစေပလက်တိုင်းစေကန်အမရပူရာမြို့ကပါဒီလူနာလေးကတော့ဒိုးဆေးရောင်ဖြစ်ပြီးလမ်းမလျှောက်နိုင်တာစေကန်မှာဆေးနှစ်ကြိမ်စီယုံဖြင့်လမ်းပုံမှန်လျှောက်နိုင်ပြီးတက်တာပြောက်ကင်းသွားပြီပဲဖြစ်ပါတယ်ကုသပုံနည်းစနစ်များကိုပြောပြပေးထားတာဖြစ်တဲ့အတွက်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါအောင်နော်လူနာကိုစမ်းသပ်စစ်ဆေးကြည့်တဲ့အခါမှာတော့ဒူးအရွတ်တွေရောင်နေပြီးလူနာကလမ်းမလျှောက်နိုင်တာကိုတွေ့ရှိရပါတယ်လူရွတ်တွေအယောင်ကျပြီးကြွက်သားများပြေရောစီရန်လျှက်စစ်လိုင်းဖြင့်အကြောများဖွင့်ပေးခြင်းဆေးကျထုတ်ထိုး၍ကုသပေးခြင်းကိုရညီရွက်ကိုမီးကင်ပြီးမပူလွန်းသောဆေးတစ်မျိုးဖြင့်စီပေးခြင်းစတဲ့ကုထုံးများကိုနှစ်ကြိမ်ပြုလုပ်ပြီးတဲ့အခါမှာတော့လူနာကလမ်းပုံမှန်လျှောက်နိုင်ပြီးတက်တာပြောက်ကင်းသွားပြီပဲဖြစ်ပါတယ်။အိုစင်နဲ့ပတ်သက်သောယောဂများကုသလုပ်ပါကစေပလက်တိုင်းစေကန်အမရပူရာမြို့နယ်မန်လေးမြို့မှာလာရောက်ဆေးကုသမှုခံယူနိုင်ပါတယ်။စေကန်ဖွင့်ချိန်လေးကတော့မနက်၈နာရီနေနေ့လယ်7နာရီညနေကတော့9နာရီနေည8နာရီထိဖြစ်ပါတယ်။တနင်္ဂနွေနေ့စေကန်ပိတ်ပါတယ်။မိမိယောဂအကြောင်းဆွေးနွေးလိုပါကညနေ2နာရီမှ3နာရီကြာည9နာရီမှ10နာရီကြာဖုန်းဆက်ပြီးတော့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။အခြားသီးလိုရာများရှိပါကဗီဒီယိုရဲ့ကွန်မန့်အောက်မှာမေးမြန်းနိုင်ပါတယ်။အဆုံးထိကြည့်ရှုပေးကြသူများအားလုံးကျေးဇူးများကြီးတင်ပါတယ်။